ဒီနေ့တော့ကျွန်တော် PPJ လေးမှာပေါ့နော် DJ မျိုးလေးရဲ့တနင်္လာပတ်စဉ် PPJ မှာကျွန်တော်ရဲ့တင်နန်းသားတွေနဲ့အခါတလေကြတော့ကိုတင်နန်းသားတွေပျော်ရွှင်အောင်လည်းကျွန်တော်တို့လုပ်ရင်းနဲ့ live မှာတောင်းထားတဲ့ညီငယ်ညီမငယ် DJ မျိုးလေးရဲ့ fan တွေတက်ကိုဖြော်ပြပြဆက်ရည်ဖြစ်ပါတယ်team မဲ့လို့မရှိတော့ DJ မျိုးလေးကပဲတာဝန်ကြတယ်နော်အဲ့တော့အခု team မဲ့ချင်းလေးကတော့ကိုကြီးကိုကိုင်စာရဲ့အရန်လွှမ်းနေပြီဆိုချင်းတွေကိုကျွန်တော်ညီလေးစိုးတင်လေးရနေပြီးတော့နော်ဆိုပြီးမှဖြစ်ပါမယ်။ကဲမှားတာမှန်တာလေးကိုမြတ်တာပြင်းနဲ့ကြည့်လို့ပြီးတော့ကျွန်တော်စီစဉ်နေစလိုက်ပါမယ်နော်။ Okay Thank you ပါဒုတိယဘုအနေနဲ့ဆက်လက်ပြောပြခြင်းနဲ့ချက်လိုက်ပါ